အားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာဒုက္ခဖြတ်ပြန်လေပြည်စုံနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒါလူတိုင်းနဲ့ကျွန်တော်တို့เนาะကျွန်တော်တို့အသုံးဝင်မဲ့ကျွန်တော်တို့ခါတာလေးပေါ့เนาะဒီဖုံဒါပေးထားတဲ့ခါတာလေးပေါ့ခါတာလေးကတော့ကျွန်တော်သခိုးလှည့်စားခါတာတဲ့ကျွန်တော်တို့ဗျာဒါတွေကတော့ဒါလူတိုင်းတော့အသုံးဝင်မယ်လို့ထင်တယ်ဗျာအသုံးဝင်တဲ့အမျိုးတွေကြတော့အသုံးဝင်မဲ့မျိုးတွေပေါ့နော်လူတိုင်းတော့အသုံးဝင်ပါတယ်ဒါပေမဲ့ယူချင်လဲယူပေါ့နော်ယူချင်လဲကြော်သွားလို့ရတယ်ပေါ့နော်ဒီကျွန်တော်တို့အိမ်မှာဒါသခိုးဆိုတာကတော့ကျွန်တော်နည်းနည်းရမှာတော့ဒါရှိကြပဲနော်ရှိတဲ့တော့ဒီချိန်ကျွန်တော်ခင်မကောင်းတဲ့ချိန်ဆိုတော့ပုံတော်ဆိုးသေးတယ်သခိုးဓမြအဆရှိတော့ညလူမျိုး၅ပါးတန်အောင်ကျွန်တော်တို့ကောင်းယူဦးချိန်မှာခံနေရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဒါဖုံကတော့ဒါသခိုးလှည့်စားခါတာကဲဘယ်လိုမျိုးလဲဆိုတာကျွန်တော်တို့နားဆင်ခန်းစားကျွန်တော်မှတ်သားကြရတာပေါ့နော်ဒီလိုမျိုးဒီနေ့ဖုံပေးမဲ့ဂါထာကတော့သခိုးလှည့်စားဂါထာဒီရင်တော့ဖွင့်မှန်တာပေးလို့မို့လူတချို့ကဖြစ်ပြောတယ်ပေါ့ဘာမှမဘူးနဲ့အနာရှိရင်ဆေးရှိနော်တော့ဖွင့်တဲ့မှန်တာရှိတယ်လို့မျိုးတော့ပြန်ပိတ်တဲ့မှန်တာလည်းရှိတယ်အစိတ်ရှိရင်ဖြည့်သေးရှိတယ်လို့ဟုတ်လားအဲ့တော့ဒီဂါထာကိုဘယ်လိုသုံးရမလဲဆိုရင်တော့မပွင့်ချင်ဘူးဟေးဆိုရင်လည်းတော့ကိုကင်ပြီးတော့ပြောရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့တခိုးတွေအိမ်ထဲကိုမဝင်ချင်ဘူးဟေးဆိုရင်မိမိကအိမ်ရှိကိုထွက်ပြီးတော့အိမ်ကိုကြည့်ပြီးတော့ရွတ်အဲ့လိုမှမဟုတ်နဲ့ဝိုင်းကြီးပါပျောက်သွားခြင်းနဲ့ဟေးဆိုရင်အိမ်အပြင်ဘက်ကိုထွက်ဝိုင်းရဲ့အပြင်ဘက်ကိုထွက်ပြီးတော့စိတ်ဝင်စားပါ၏အိမ်နဲ့ဝိုင်းနဲ့ကြည့်ပြီးတော့အဲ့ဒီဂါထာကိုရွတ်ရမယ်ဟုတ်လားမှတ်ထားနောက်ကနေတခြားလိုက်မှတ်ထားပေါ့နော်အမုံဂါထာတော့ချရှင်းမပြတော့ဂါထာကဗုဒ္ဓနံဩဒိတအဘိဟတ္တနံစတုံနံပစ္စယနံနာတက္ကကေနစီအန္တရာယောကာတုံတထာမေဟောတုအဲ့ဒါလေးကိုရွတ်ဟုတ်လားရွတ်နိုင်တယ်လို့ရွတ်အမြဲတမ်းရွတ်လေကောင်းလေပဲကဲမျိုးတွေကျွန်တော်ကတော့မျိုးတွေတော့ပြီးလိုက်မျိုးတွေလည်းအသုံးဝင်မယ်လို့ထင်တယ်ဒီကာရာလေးကိုသေချာမှတ်ထားပါကျွန်တော်တို့ကိုယ့်ရဲ့အိမ်နဲ့ channel တောင်ကျွန်တော်တို့သခိုးတွေမျက်စိကပြောင်းအောင်ကျွန်တော်တို့ဒီကာရာရွတ်ရင်ကျွန်တော်တို့ပျောက်တယ်ဆိုတော့တော်တော်လေးကိုမှဒါကျွန်တော်တို့အများပြည်သူကအသုံးဝင်တယ်ပေါ့နော်ဒါကြောင့်မို့လဲကျွန်တော်မျိုးတွေရှိကိုတဲဆောင်လာပေးတာပေါ့နော်ကျွန်တော်လည်းဒီကာရာလေးကိုသေချာလေးချက်ထားမယ်နောက်တစ်ခုကတော့ပွင့်တော့ပွင့်ကာရာမျိုးတွေလို့ချင်လဲကျွန်တော်ဆက်တင်ပေးမယ်နော်ကာရာလေးကိုဘယ်လိုပဲဖြစ်ပါကျွန်တော်တို့တောသူတောင်သားပဲဖြစ်ဖြစ်အမျိုးမျိုးအနေနဲ့မှာရှိကျွန်တော်တို့ဒီကာရာလေးဒါတခိုးရန်အနေရနေတော့ကင်းဝေးတယ်ပေါ့နော်ဒါကြောင့်မို့ဒီကာရာလေးကိုကျွန်တော်အမြဲရုံမယ်ဆိုပြီးတော့တခိုးကြီးကျွန်တော်တို့အိမ်မိုးကတက်တဲ့ချီဦးတောင်လှည့်နိုင်မှာမို့လို့ဘာကြောက်ဆိုတော့အိမ်နဲ့ဝင်းနဲ့ပါအိမ်နဲ့ခြံနဲ့ပါကျွန်တော်ပြောင်းဒီကာရာလေးယူလိုက်ရင်အိမ်နဲ့ခြံနဲ့ဝုန်းမှာတခိုးကြီးရဲ့မျက်လုံးမှာဒါပျောက်ကွယ်သွားတယ်ပေါ့နော်တကယ်ဥမာကျွန်တော်တို့အသုံးဝင်ပါတယ်လို့နော်အမြဲတမ်းရွတ်ရင်လည်းရတယ်အဲ့တော့နောက်တစ်ခုဖုံကတစ်ခုပြောအောင်မယ်အခုဖုံပေးတဲ့ဂါထာတွေကတနေရာနဲ့သုံးတဲ့ဟာမဟုတ်မိမိပေါ့မိမိစဉ်းစားပြီးတော့ဘယ်နေရာမှာဒီဂါထာကိုက်ညီတယ်လဲဆိုပြီးတော့ကိုယ့်ဘာသူကိုစဉ်းစားပြီးတော့အသုံးချဖုံတို့ကရောက်တော့နေရာတိုင်းကြီးလိုက်ပြီးတော့ပြောပြလို့မရဘူးပေါ့ဟုတ်လားဟိုးရင်တော့ဖုံတို့ငယ်တော့ကိုခံပညာသင်တန်းမှာသင်တော့တချို့လူတွေကမင်းဆရာမင်းကိုတိုင်းကွက်တစ်ကွက်မတင်ပေးဘူးသူခြံထားတာလို့ပြောတယ်ပေါ့အဲ့တော့ဖုံတို့ကဆရာကြီးကိုသွားပြီးတော့မေးတယ်ဆရာကြီးသူများတွေကပြောတယ်ဘာပြောရလဲတဲ့ဆရာတို့ကတိုင်းတင်တဲ့အခါရောက်ပြီဆိုရင်တိုင်းတစ်ခွက်ခြံထားတယ်ဆိုတာဟုတ်လားဆိုတော့သူကပြန်ပြောတယ်ဆရာတို့ကတိုင်းတစ်ခွက်ပဲခြံလို့ရမှာလေတဲ့ဒါပေမဲ့လို့မို့တိုင်းတင်တဲ့တပည့်ကအုံနောက်ရှိရင်ရှိသလောက်အကွက်ထွက်တယ်မှတ်တာအဲ့ဒီစကားနော်သိမှန်တာအဲ့တော့ရောက်တော့ဖုံကဂါထာတပုတ်ချင်းစီပေးပြီမဲ့လို့အဲ့ဒီတပုတ်ကမိမိစဉ်းစားတဲ့နေရာတိုင်းအသုံးဝင်တယ်နားလဲလားဒါတော့ဖွင့်တဲ့မန်တန်ရဲ့တာစီနီပေါ့ဟုတ်လားအားလုံးမင်္ဂလာရှိသောနေ့ကင်း